မိတ်ဆွေဒါနန်းရဲ့ဘန်နာရေးကိုရောက်ပြီဆိုရင်တံတားကြီးရဲ့လက်ဖွားတံတားကြီးမှာဓာတ်ပုံပဲရိုက်တော့မလားတခြားဘာတွေရောရှိမယ်လို့ထင်လဲဟုတ်ပါတယ်အဲ့ဒီမှာဆိုရင်လှပတဲ့ဘန်ကင်းကြီးရေဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေပေါ့နော်နောက်ပြီးတော့အယုတ်ထူကြီးရေနောက်ပြီးလေဘက်စရာနေရာတော်တော်များပါတယ်နောက်ပြီးတော့ကေဘယ်ကားပဲစီးအောင်မလားနောက်ပြီးတော့ဘူဖေးတွေပဲစားအောင်မလားနောက်ပြီးတော့ဥရောပစတိုင်ရဲတိုက်ကြီးတွေပဲလဲအောင်မလားရဲတိုက်ကြီးထဲမှာ3D ကြည့်လို့ရတယ် 3D 5D ကြည့်လို့ရတယ်နောက်ပြီးတော့ပြင်တစ်ရွာလို့ခေါ်တဲ့ဒီဥရောပစတိုင်စောက်ထားတဲ့နေရာမှာပဲလဲအောင်မလားဒါမှမဟုတ်ကစားကွင်းတွေမှာပဲပျော်ပျော်ပါကစားအောင်မလားအကုန်လုံးလုပ်လို့ရပါတယ်အမှဆိုရင်လေတရားများလို့ကျွန်တော်နဲ့တူဘာတွေရှိမလဲဆိုတာလိုက်ပါကြည့်ရှုပေးကြပါမယ်ညာကျွန်တော်တို့ဘန်နာဟေးကိုပေါ့နော်သွားဖို့ကမနေ့စောစောစပြီး6နာရီလောက်ကနေစပြီးထွက်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့ဆိုင်ငယ်ပါစီးရဆိုရင်ကြတော့ကျွန်တော်လမ်းလဲရှင်းအောင်လို့နောက်ပြီးနေပူတာတွေပါလဲကာကွယ်အောင်လို့ပေါ့နော်စောစောသွားတာ။ Google Map မှာကျွန်တော်တို့သွားရမယ့်အချိန်ကိုကြည့်လိုက်တော့เนาะမိနစ်50တောင်တော့ကျွန်တော်တို့တေချာတလောက်ကတော့တနာရီချောလောက်တော့ကျွန်တော်စီးရမယ်ပေါ့နော်။ဒီနေ့မှာဆိုင်ငယ်စီးရ feeling ကတော့အခုဒီဘန်နာရီကိုသွားတာတော့ဒီနေမျိုးလေးကိုခရီးထွက်တာအတိုင်းပေါ့နော်လမ်းနေရလဲအရန်ကောင်းတယ်စီးလို့ရတယ်အဆင်ပြေရပေါ့နော်မနေ့စောစောထွက်တော့မနေ့ပိုးလင်းလင်းရောက်ဦးနေဆိုတော့တော်တော်လေးမိုက်ပါတယ်ဒီအပင်နေပြင်းနာမှာအပင်နေရလဲစိမ့်ဆိုးနေပါတယ်ဒီတောင်ဘက်ကိုရောက်လေပို့ပြီးစိမ့်ဆိုးလေပဲပေါ့နော်အခုဆိုကျွန်တော်တို့တောင်ကြီးကိုရောက်ပြီပေါ့နော်တောင်ကြီးမှာကျတော့သူကကားရက်တဲ့နေရာနဲ့ဆိုင်ကယ်ရက်တဲ့နေရာရှိရပေါ့နော်ဆိုင်ကယ်ရက်တဲ့နေရာမှာသူကfree ပဲပေါ့နော်အမှဆိုင်ကယ် stand ဝင်ဖို့အတွက်သူကခလုတ်လေး200သူတို့မှာကတ်လေးထွက်လာရပေါ့နော်အကတ်ကိုတင်ထားရတင်ထားပြီးဒီကနေမှတစ်ကက်ကောင်တာသွားမယ်လောလောဆယ်တော့ကျွန်တော် Western သွားလာမှာအဲ့နာပါညာတက်စင်ပြီးအပေါ်မှာရှိချင်မှရှိမှာတော့ဟုတ်လားဒါဟုတ်လားဟုတ်တယ်စသွားမယ်အမှန်တော့အပေါ်မှာလည်းtoilet တွေစားတောင်းဆိုင်တွေအများကြီးရှိပါတယ်ကျွန်တော်ကမရှိဘူးထင်ပြီးတော့အောက်မှာပဲတခါလည်းအပြည့်ရှင်းခဲ့ပါတယ်တစ်ကက်ကောင်တာမှာဆိုကျွန်တော်တို့ဒီ VN မျိုးတွေချက်ပဲနေရာရှိရပါတော့နောက်ပြီးတော့ foreigner တွေဖြတ်တဲ့ foreigner တွေဖြတ်တဲ့နေရာရှိကျွန်တော်လည်းဈေးပိုင်းတစ်ချက်ကြည့်ရပါတော့တိတ်ပြီးတော့မရှုပ်ရှင်တာနဲ့အရှိမတွေ့ရချောချောနဲ့တငယ်လေးကိုတွေ့ရတယ်သူရှိပဲသွားမယ်လည်းပေါ့နော်သူကတော့တေချာရှင်းပြရပါတော့ဒီဘူဖေးတက်ကတ်နဲ့ဝယ်မှာလားတော့ဟိုဒီတိုင်းပဲကေဘယ်ကတည်တံပဲဝယ်မှာလားပေါ့နော်အဲ့လိုမျိုးတွေပေါ့အဲ့လိုမျိုးအစားအစာရှိရပေါ့နော်ကျွန်တော်ကတော့ဒီကေဘယ်ကဘူဖေးရော2မျိုးပါတယ်ဟာဝယ်လိုက်တယ်ပေါ့နော်သူက1.3 million ရှိပဲပေါ့နော်မြန်မာငွေနဲ့ဆို3သိန်းကျော်ကျွန်တော်ကတော့ကေဘယ်ကားနဲ့ဘူဖေးကွန်ဘိုပဲဖြတ်လိုက်တယ်ပေါ့နော်ကေဘယ်ကားကျတော့3ရက်အသွားပြန် unlimited ကြိုက်လာစီတက်လိုက်ဆင်းလိုက်လုပ်လို့ရသူပြောရင်3ရက်အထိဒီဟာအကျုံးဝင်တယ်ပေါ့နော်ပြီးလို့ရပါအဲ့လိုပြောတယ်ကေဘယ်ပဲဟိုဘက်ထိလွားမယ်ခင်ဗျတော့ကျွန်တော်ဓာတ်ပုံလေးပါလေးအနီးနားပတ်ဝန်းကျင်6ရက်ပြီး6ကြည့်လိုက်ပါအောင်မယ်ပေါ့နော်ဘူဖေးကကျတော့မနက်10နာရီကိုရနေ15နာရီဆို9နာရီ3နာရီထိစားလို့ရအဲ့ချိန်ကြိုက်တဲ့ချိန်ဝင်စား restaurant အဲ့ရသူတို့အပေါ်ထဲမှာရှိရ special အပြည့်တဲ့ဘူဖေးကမှအဲ့ရဲ့အကြောင်းတွေတိတ်ပြီးတော့ဘန်နာဟေးသွားရင်ဘူဖေးစားရရဲ့အကြောင်းတွေတိတ်ပြီးတော့မရိုက်ကြဘူးကျွန်တော်အဲ့ဒါကိုရိုက်ပြပေးပါမယ်ဘယ်ဟာရှိလဲဆိုတာဒါဆိုစဝင်နေနေရပါဗျာဒါတော့အမအကြီးပါနော်ကျွန်တော်ရဲ့ personal assistant အားရှိလားဒါတော့ဒါ invite လောက်ထားတဲ့သူတို့နေရာလေရမယ့်ဟာကြည့်မှအမှအများကြီးပဲဟောဒါဒီဘက်ကနေဝင်လာပြက်ကက်ကပြလိုက်လားခဏဝင်မှာမစစ်သေးဘူးနော်
ကီဘေကစီးဖို့ကတော့သူအရှိကသွားနေလူအောင်နောက်ကလိုက်သွားဖို့ကျွန်တော်တက်လေကားတောက်လျှောက်တက်ပြီးတော့သွားရပါတော့နော် မွေးတာစားကြတယ်တမီတာအောက်ကလေးတွေဆိုရင်သူကဝင်ကြီး free ပေါ့နော်ဝင် free အနေနဲ့သူတို့ဝင်လို့ရပါတယ် ဒီဘက်ကတော့စတက်ပါပဲကျွန်တော်ရောက်ပြီကျွန်တော်တို့မှ9ယောက်ပါလာတယ်ကျွန်တော်မှ9ယောက်ပါလာတယ် Oh my god ဝေါး yo 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 ကြိုက်ပြီးတော့လေကြိုက်ပြီးလားဝါလဲကနိုင်နေအဖေ so good oh my god 오, 예, 저기 기분. 오 too high တော်တော်မြင့်တာပဲ 오, 예, 기분 좋네. 오. 놀기 좋겠다. မရပြင်ပေးအဘလဲပြီ오 저거는 뭐야? 이게 코스마다 다 이어져 있어 캐릭터가 멈춰 있잖아, 저기. 아, 멈춰 있잖아. 하고 있잖아. 와와와와와와 ကီဘေကစီးရတာမိုက်တယ်တော်တော်ကြီးကိုမြင့်နေဗျာကျွန်တော်တို့ဒီဟိုတောင်တောင်ပြီးတော့ရောက်ပြီလားဆိုမရောက်သေးဘူးတောင်တော့ထပ်ပြီးတော့တက်ရတာပေါ့နော်နောက်ပြီးစီးရတာလည်းဟိုကျွန်တော်ချိန်စမှတ်တောင်မှတဝက်လောက်ရောက်နေအဲ့ဒါမှနောက်ထပ်နိုင်ဝက်လောက်ကျွန်တော်တို့စီးရလို့ပဲနော်အဲ့တော့နိုင်ဝက်လောက်တော့သွားရမယ်ထင်တယ်ကျွန်တော်တော်တော်လေးကိုကြားတယ် အမျိုးရ 20တောင်မှကျွန်မအမြင့်နေပဲစီတော့ နားတာလည်းအပေါ်ရောက်လာတောင်းနေရမှာကြီးဗျာမလုပ်ရဲပါအောင်အကုန်လုံးအလုံးပိတ်ထားတော့မှလား မြင်လားမမြင်လားဆိုတော့ကျွန်တော်တို့ဒီကီဘေကတဝက်လောက်ရောက်တဲ့အချိန်မှာကျွန်တော်နားစားပြီးတော့ဘူးလာပြီပေါ့နော်နားဒီကျွန်တော်တို့အမြင့်ကိုတက်တဲ့အခါမှာနားဦးတို့မျိုးစားပြီးတော့ခံစားရရပါတော့ 여기 돈이 많았나 보네. 여기서 내려. တကြီးရောက်ပါပြီ 전망대나 အဲ့ဒါမရဘူး မင်းရ 근데 이걸 배경을 ဟိုဘက်ရောက်သွားတယ်ဒီဘက်ပြန်လဲတာ ဒီဘက်လေးလိုက် အာဟုတ်တယ်မင်းရရောအာလက်ကြီးဝေးဝေးဟိုကဲအပေါ်တော့ရောက်ပါတယ် ကဲအခုဆိုရင်တော့ကျွန်တော်တို့လက်ကြီးနှစ်ခုပေါ့နော် Golden Braid လို့နာမည်ထွက်တယ်ပေါ့နော်ဒီအချီမီကိုဆွဲထားတယ်လက်တစ်စုံဆွဲထားတဲ့ပုံစံမျိုးတိဆောက်ထားတဲ့ Golden Braid ကိုရောက်ရှိလို့လာပါပြီပဲဖြစ်ပါတယ်တော့ဘွားနေလန့်ကြည့်ရတဲ့ view ကအရန်အောင်မိုက်ပါတယ်နောက်ပြီးတော့အရန်လည်းမြင့်ပြီးတော့ဒီအောက်ကရှိရဲ့တောင်တန်းတွေမြေချောင်းတွေအဲ့ဒါကြီးကိုအရန်မြင်ရအရန်ပဲပြောမတာတောင်လာပါပါတယ် လာအဲကြောင့်ရ ကျွန်တော်တို့ဟိုရိုပြီးတော့လမ်းလျှောက်နေရပါတော့ ဒီမကြီးကလည်းစွတ်ပါလားဟုတ်တယ် ဒီဘက်မှာ sorry တော့ပါသေးတယ်ဒီကောင်လေးဝင်ဒီရမတရားဘူး ဟောတော့ဝယ်ရွေးချယ်မှုမှန်တယ်တွေ့လား နေကတော့နည်းနည်းပူတဲ့အတွက်ပြီးဆိုထီးလေးတွေစောင်းလေးပို့ပြီးအဆင်ပြေပါတော့ဒါမှမဟုတ်ရင်လက်ရှိအဖြူအောင်လက်ရှိလေးပဲဖြစ်ပါပဲဖြစ်ပါတော့အဲ့လိုမျိုးလေးစောင်းနေရပို့ပြီးတော့အဆင်ပြေပါတယ် ဒီမှာဟိုဝေးရင်ရိုက်ဖို့အတွက်ဆိုမလွယ်ဘူးနော်လောက်လူအောင်များနေဘယ်လိုများရိုက်လဲအစောကြီးလာပြီးတော့ရိုက်ကြမှာပဲရအောင် Let's go back and
100 plus haut. Chi you get mà.ဟုတ်တာပဲမလီအမှန်ပေါ်ပေါ်ရိုက်ဖို့တန်းစီဆောင်တယ်မဆောင်နိုင်ဘူးဟေးပုံဝင်ရတယ်လေပြစီသွားတော့မယ်အေးGolden Break ကနေပေါ့နော်ဒီ banking နေပတ်လည်မှာ banking နေနဲ့ရိုက်လို့လည်းလာရပါတော့အကနေမှာအောက်ဆင်းတဲ့လမ်းလေးရှိရပေါ့နော်အဲ့ဒီလျှောက်ကလည်း bank နေနဲ့ဒီတပုံရမ်းနေရတဲ့အများကြီးပဲရှိအဲ့ဒီလမ်းကကြတော့သူကဒီကွင်းချင်းပေါ့နော် banking ချင်းရေးပါရှိမယ်နောက်ပြီးတော့ထပ်ပြီးတော့ဆင်းနေဆိုရင်အထိုင်ကိုတော့ပေါ့နော်ဘုရားဗုဒ္ဓမိုက်တယ်လေထိုင်တော်မူဘုရားရှိကိုရောက်မယ်ပေါ့နော်အဲ့နေရာတစ်ချက်ဝင်ရပါတော့ဝါဘောမှာဒီကသွားရအောင်ဒါတော့တီးဆုံးပေါ့ဆမ်မာခုတီးဆုံးနေထည့်60ရောရှိရနည်းနည်းဈေးကြီးမယ်ဒါပေမဲ့အောက်မှလည်းဝယ်တော့30ရှိရမှာဟုတ်တယ်မလားပုံမှန်25တောင်း25ဟုတ်တယ်ဒါတီးဆုံးကမှစားလို့လည်းရတယ်ဘလို့ဆိုရေငတ်နေရအတွက်တန်တယ်လို့တော့ပြောစားလိုက်ပါဦးရင်စားကြည့်ပါဦးရှင်းနေကောင်းလားကောင်းပါတယ်သူ့ရဲ့ကိုတီးဆုံးရတာပေါ့ဘာလို့ဒါမောင်စားကြည့်မယ်ပေးခါတယ်ဒါပေမဲ့ကောင်းပါတယ်တီးဆုံးရဲ့ရတာရအိုင်လုံးလိုက်ခါဗုဒ္ဓဘက်သွားတယ်ဟောပေါင်းမလားမပေါင်းမလားအော်မောင်ကိုပြောထားရတာရှိတယ်ဟိုကမိုက်တယ်ဆိုရမယ်ဒီ garden है पूराဒီနားလေးမှာတော့ကျွန်တော်တို့ဒီဓာတ်ပုံရဲ့ဟိုအကောင်းဆုံးပေါ့နော်ဒီ banking နေရဲ့နောက်ပြီးတော့ဒီတိုင်းနေထောင်ထားတာတွေအယုတ်တွေပေါ့နော်ရုပ်တွေနေကြ banking နေပန်းနေရာမှာအစုံပဲနောက်ပြီးတော့ပန်းနဲ့စောက်ထားတဲ့အိမ်တွေဟိုဘာတော့အဲ့လိုမျိုးလေးတော်တော်ဟိုရိုက်လို့ကောင်းတဲ့နေရာပေါ့နော်ဓာတ်ပုံကဒါကတော့ကျွန်တော်တို့ရိုက်ခဲ့ဓာတ်ပုံလေးပေါ့နော်အဲ့နေရာနေဒီနေရာလည်းအဆုံးရှိတယ်လို့ရိုက်ချက်လည်းအမျိုးမျိုးရိုက်လို့ရပါတော့အဲ့မှာဓာတ်ပုံကောင်းကောင်းရိုက်တဲ့တူဆိုရင်တော်တော်လှမယ်ပေါ့နော်โอเคအခုတော့ကျွန်တော်ကျန်းလာခိုးတော့ပါမယ်ပြတော့ Wait နော် ဒါတော့ကျန်းစာခိုးလိုက်လူကြီးပါကျန်းစာခိုးခဲ့ပါပြီဘူးခိုးနဲ့ရအောင်မလားရိုက်မယ်အေးအဲ့လိုရိုက်လိုက်မလားဟိုအေးဗီဒီယိုခေါ်တယ်အားရစောဗီဒီယိုဝဲရိုက်လိုက်တော့ဓာတ်ပုံပဲရိုက်လိုက်အားရစောထပ်ခိုးလိုက်ဘူးဆိုရင်ကျွန်တော်တို့ France Relay ဘက်သွားဖို့ကျွန်တော်တို့ပြန်စီးမယ်ကျွန်တော်တို့ဒီရဲတိုင်းဘက်တို့ဒီ France Relay ဘက်တွေဆိုရင်ကျွန်တော်တို့ဟိုပြန်သွားဖို့ကြောင့် cable ကားပြန်စီးရပါမယ်နော်အမှပဲကျွန်တော်တို့ကဒီဟိုလုံးဝဟိန်းနေရဟိုရဲတိုင်းကြီးရေနောက်ပြီးတော့တကယ်တိုက်ကြီးစောက်တာပါနော်အမှကျွန်တော်တို့ buffet နဲ့အမှပဲစားမယ်နောက်ပြီးတော့ဟိုဥရောပ style စောက်ထားတယ်ဟိုပါပေါ့နော်ပြပြဟိုကြည်လက်လို့ပြောနေတာပဲရှိတယ်အမှကျွန်တော်ဘူဖေးရင်စားမလားဘာလုပ်မလဲဘူဖေးရင်စားမလားဘာလုပ်မလဲအဲ့ဒီမှာ front village ကိုလည်းပိုက်စားနေပြီโอ้ไม่ได้ไหนโอ้ยโอ้ยအဲ့တော့ဟိုးပဲရဲတိုင်းပဲမှာအမှပို့ပြီးတော့အခုတော့နော်ဓာတ်ပုံရိုက်ပေးမယ်နော်hy sinh gì nghệ thuật ok videoရိုက်ထားလိုက်တယ်Chàng dọn chị ăn mà đứng bên em chụp quà Phú Phi tỏa xa mẹ Chàng trong đó chụp đó phải vừa tỏa mà mẹ Ủa anh quay trên Rồi, ok Ôi, nhưng mà chị chạy để em chụp trả lại Tóm hai chân
roller coaster တွေလည်းစီးလို့ရအဲ့ကောင်ကျတော့ပတ်စံပြန်ပေးရမယ်ထင်တယ် Nhìn từ từ á. ကေဘယ်ကရောက်တာနဲ့ကျွန်တော်က main hall တွေကိုအရင်ရောက်တယ်ပေါ့နော်အဲ့ကနေမှကျွန်တော်ဖူပေးစားမယ်ဆိုပြီးတော့လိုက်ရှာရတယ်ပေါ့နော်ဖူပေး package ဝယ်ထားတဲ့သူတွေက main hall ရောက်တာနဲ့အရင်ဆုံးဖူပေးစားမယ်ဆိုရင်ပြန်ပြီးတော့ဆင်းလိုက်တက်လီကားနဲ့တောက်လျှောက်အောက်ထဲကိုဆင်းသွားလိုက်ပေါ့နော်အောက်ထဲမှာအောက်ဆုံးရောက်တဲ့အချိန်မှာနောက်ထပ် hall တနေရာပြန်တွေ့လိုက်မယ်ဒီကောင်ကအကျယ်ကြီးပဲအကျယ်ကြီးမှသူတို့ဒီမှာရှောင်းလန်းတစ်ခုပေးထားမယ်ပေါ့သူတို့တခါတည်းကျွန်တော်10နာရီကျွန်တော်ရောက်တာ17လာပြီအဲ့ဆိုတော့ကျွန်တော်စားလို့ရပြီကျွန်တော်တို့ဝင်လိုက်တယ်ပေါ့နော်တော်တော်ကြီးကိုခန်းထားဒီအဆောက်ကြီးရတယ်ဒီဘူဖေးစားဖို့နေရာကြီးရတယ်ဒီရှောင်းလန်းကနေမှထပ်ပြီးတော့ဘူဖေးစားမဲ့နေရာပြအလွှာတွေက3လွှာလောက်ရှိတယ်ကျွန်တော်တို့ကြတော့ပထမဆုံး first ဆိုတော့အောက်ဆုံးအလှတွေကျွန်တော်တို့ဆင်းလိုက်ပြီပေါ့နော်ဆင်းပြီးတော့အကနေမှကျွန်တော်တို့စပြီးတော့စားရမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့သွားနေပြီဖြစ်ပါတယ်ဘူဖေးစားဖို့ The Grace. just wait Yeah, you're downstairs. okay အမှန်တော့သူကတစ်ကက်မဝယ်လဲဒီကနေပတ်စံပေးပြီးစားလို့ရတယ်တစ်ကက်နဲ့မဟုတ်လဲဒါပေမဲ့အတူတူပဲ okay အော်အများကြီးပဲဆိုင်ကထပ်သွားရအောင်ပဲဟာဆက်စင်ရအောင်ပါလူဖေးစားရဖို့ကတော့စားပြီးရင်ပြန်ပြီးတော့တက်ရတော့မှတော်တော်တော့ဘိုက်ကချောင်းတော့မှပမာဟမ်ဟိုမှာမအစားနေပြီဆိုလို့လေဟုတ်ကဲညာရဘူဖေးဆိုင်တော့ရောက်ပြီပေါ့နော်ဒီမှာဆိုရင်ဟောကြီးကလည်းအကျယ်ကြီးပဲစားစရာခုံနေရလဲတော်တော်များတယ်တော်တော်ရရှိမယ်ထင်တယ်နောက်ပြီးတော့ခင်းထားတဲ့အမဲတွေကလည်းအရှိလာကြီးပဲကျွန်တော်တို့ဒီတော်တော်လမ်းလျှောက်ပြီးတော့ဒီပြည့်အောင်လို့ပဲလျှောက်ရတာပေါ့နော်အဲ့လိုမျိုးလျှောက်ရဒီလိုပက်လိုက်မယ်လေမကြိုက်တဲ့ဟိုဟာခေဟိုဟာလေမနေ့ကစားကြီးရဲ့ဟာလေ Peachy. ဟုတ်ဘူးလေအလုံးလေးလေအမညီးကြီးရဲ့ဟာလေခရမ်းကျွတ်ဒီ Đi mà. ပြီးမှရေတော့တော့စီးဖို့တန်းအောင်မတွေ့သေးဘူး Nói vậy chứ. ဟာအသားတွေဟောဒီမှာငါးတွေဘူဖေးစားတော့ကျွန်တော်ပြီးလေတန်ဘေးစ်ကကြတော့စားမှလေရောမှာသူကတော့တော်တော်ပိုက်စားတယ်ဒါတော့အကုန်ပဲဒါတော့မှအကုန်ပဲမယူနိုင်ဘူးဘာလို့ပြောမှာလဲဒါတော့ကျွန်တော်ကြိုက်တဲ့တွေ့ရတာတခုတည်းဖာတာဟောကျွန်တော်ဒါအဖေပေါ့နော်ဖာတာအဲ့ဒါစားပါလေဒါတော့ဒီနေ့ကတော့ကျွန်တော်စီးပူးစားနေတာစီးပူးကမရှိနေဘူးကျန်တဲ့အစုံကျန်တဲ့ပြည်စည်းရရအောင်ဆုံးပါစားလိုက်ပါဦးစားပြီးတောက်ပြီးလဲကျွန်တော်တို့ဒီရဲတိုက်ကြီးเนาะနန်းတော်ကြီးရဲတိုက်ကြီးစောက်တဲ့ဘက်ကိုကျွန်တော်တို့ပြန်ပြီးတော့လဲမယ်ပေါ့နော်အဘက်ကနေတစ်ဆက်တည်းသွားလဲမှာပါအမှကျတော့သူကဥရောပစတိုင်ရဲတိုက်ကြီးစောက်ထားတော်တော်လေးလဲဟိမ့်ပြီးတော့လှရပါတော့ပန်းနေရနောက်ပြီးတော့ coffee ဆိုင်လေးလည်းလုပ်ပေးထားဆိုတော့အဲရှောင်းလန်းတစ်လျှောက်တပ်ပုံလေးဒါရှိုက်လို့ကောင်းပါတယ်
ရှောင်းနေနေပေါ့အမှကျတော့သူက Robert Sanson အဲ့လိုတန်းစင်လေးနဲ့တရှင်းလေးဖွင့်ပြထားတော့เนาะအဲ့လိုမျိုးကိုလှည့်လဲပြီးတော့နန်းတော်ရှူသားနေတာလို့ပါလို့ပေါ့เนาะ feeling ကတော့တော်တော်လေးမိုက်ပါတယ် ဘူဖေးစားပြီးတော့ပြန်လေတာအပူကောင်းတယ်ဒီလားဘိုင်လည်းမစားဘူးဆိုတော့အဆင်ပြေပါတယ်ဘာမို့ဆိုဘိုက်ဆာနဲ့လေနေရမှာကျွန်တော်တို့အစဒီရဲတိုက်တွေကိုလာလဲပြီးတော့မှဟိုဘူဖေးတော့စားမယ်ဆိုပြီးလောက်ထားတယ်နဲ့အဆင်မပြေဘူဖေးအားကြောင့်မို့စားပြီးမှပဲလေပေါ့နော်ပြောအကြံပြုချင်တာကျွန်တော်တို့သွားစားတာတော့17ခွဲလောက်နော်သွားစားရနေကြရင်ဟုတ်ရတော့ညာတော့များနေနော် ရှောက်လန်းနဲ့ဒီရဲထိုက်ကြီးစီကစောက်ထားတာတော်တော်ကျဲတယ်ဗျเนาะကျွန်တော်တို့ဟိန်းထားနေရပဲဆိုတော့ဒီတန်စင်လေးနဲ့ဆိုတော့ဒီတောင်ပေါ်မှာလမ်းလျှောက်ရတဲ့ feeling ရတော်တော်ကြီးကိုခံစားလို့ကောင်းတာအောက်ကိုလည်းသူက view ထင်တယ်ကြည့်လို့တော်တော်တာရဲတိုက်ကြီးပဲဆိုပါတယ်ဟောဒီမှာလည်းလက်ကြီးမှာလက်တွေတအားကြိုက်တယ်ဆိုတော့သူတို့ဒါလည်းလက်ကြီးနဲ့ခံထားကြကျွန်တော်အကြိုက်ဆုံးဓာတ်ပုံပါကျွန်တော်အကြိုက်ဆုံးရုပ်ထုတွေကတခုပါစွမ်းနာရုပ်စုကိုအကြိုက်ဆုံးပဲမောက်တစ်ချက်ဟုတ်ရဲလိုက်ကြီးကကျွန်တော်ဒီတိုင်းပဲပေါ့နော်ဟိုဘာမှမဝင်ရဘူးလို့ထင်ထားခဲ့ရဒါပေမဲ့မဟုတ်ဘူးဗျအထဲမှာသူကဆိုင်ကန်လေးရှိတယ်နောက်ပြီးတော့ဟိုကစားလို့ရတဲ့ဟာရှိတယ်ဗျအခုဒီမှာဆိုကျွန်တော်တို့ဒီ 5D ပေါ့နော် 5D ရဲ့အလကားကြည့်လို့ရတယ် 3D ရဲ့အလကားကြည့်လို့ရတယ်ကြည့်တာတော့တော်တော်ကြီးကိုမိုက်ပါတယ်ဟိုဒါပြောဖို့လည်းကောင်းတယ်သူတို့ဒီထဲမှာများတော့အဖြစ်ကအကုန်လုံးက free ပေါ့နော်ဒါဆိုကျွန်တော်တို့ 3D ကြည့်တော့မှာပေါ့နော် 3D 5D ကကြောဓာတ်ပုံရိုက်ခိုင်းလို့ကျွန်တော်ရိုက်ခဲ့လိုက်ရအောင်ပေါ့နော် 3D ရုပ်ရှင်ကြည့်ပါမယ်ဒီရဲတိုက်ထဲမှာ 3D ရုပ်ရှင်ကြည့်လို့ရကျွန်တော်ရဲလိုက်တွေပြီးတော့ကျွန်တော် front village ကိုကျွန်တော်တခါတည်းဒီဘက်ကိုလာလိုက်တာပေါ့နော်လာလိုက်တာတန်းပြီးလာတယ်လေအဲ့ထဲမှာဘယ်လိုမျိုးလဲဆိုတော့သူကဒီဥရောပဆန်ဆန်ဒီရက်ကွက်လိုမျိုးလေးပေါ့နော်ဒီဟိုတိုက်ခန်းလေးတွေအဲ့လိုမျိုးလေးနဲ့စောက်ပေးထားပါတော့အမှဘန်ကင်းလေးနောက်ပြီးတော့ coffee sign တွေ coffee sign ကတော်တော်လာရဘန်ကင်းလေးလုပ်ပေးထားပါနော်နောက်ပြီးတော့အမတ်ရပစ္စည်းအောင်တဲ့ sign တွေရှိတယ် သွားရအောင်ပေါ့နော်ဥရောပဆန်ဆန် ဘိုးမယ် vibe မျိုးပြီးတော့အဲ့လိုမျိုးပုံစံမျိုးလေးစောက်ထားပေးကြပါတော့တော်တော်လေးလာပါတယ်အေးပါလေလာလဲဆေးလာလဲမစုံနိုင်လေတချို့အိမ်တွေဆိုပိတ်ထားဝင်လို့မရအောင်သိလားမလေးပုတ်တော့မလေးအေးရှိုင်းလို့ကောင်းမှာနော်အဲ့ရဲ့ဟိုကျင်းသေးရွာပြီးသွားတဲ့အခါကျရင်သူကဒီကစားကွင်းလေးရှိရပေါ့နော်အဲ့မှာကျွန်တော်မကြီးမငယ်နဲ့ဝင်ဆော့ဒါပေမဲ့လူကြီးလည်းဝင်ဆော့ပါတယ်တိုင်ကားမောင်းတာရှိတယ်နောက်ပြီးတော့ဒီစကြလိုလေးတဲ့ဟာတွေနောက်ပြီးတော့ပေါ်မှာပေါ့နော်ဒီပေါ်မှာဝေ့ပြီးတော့ရန်ကစားတဲ့ဟာတွေရှိကျွန်တော်တို့ကတော့တွေ့ရတော့အကောင်ကောက်စီခဲ့ရပေါ့နော်အပေါ်မှာရန်တဲ့ဟာကြီးကတော့ကျွန်တော်တို့ဟိုဒီအိမ်ပဲကြီးခဲ့လိုက်တယ်ပေါ့နော်မစီးခဲ့လိုက်ဘူးနည်းနည်းလေးကြောက်တာမစီးခဲ့လိုက်ပါဘူးဟမ်ဒါတော့ကစားကွင်းသားမှာရှိရဲ့ဟာကြီးပေါ့တော်တော်လာတော်တော်လာရိုက်ကြပါပြီအားလုံးဆရာပါလေကျွန်တော်တို့ပင်ပန်းသွားပြီပေါ့နော်9နာရီကျော်လောက်ကျွန်တော်တို့ပြန်တော့ပါပေါ့နော်သူကလည်းစကားသိမပြောနိုင်တော့တော်တော်လည်းပင်ပန်းသွားရေးတာပြူရတယ်အဲ့မှာအပြန်လဲတော်တော်လေးတစ်ဖက်ကနေပြန်တာအမှဆိုရင်တောင်ကျချောင်းရေတခုံလိုမျိုးဟာနေเนาะဒါကြည့်လို့ကောင်းပါတယ်အားလုံးပဲဘိုင်ဘိုင်
အောက်ကိုရောက်ပါပြီအမလေးမဟုတ်တော့ရောက်ပြီဘာမှမရှိဘူးအောက်ကမြေကြီးပဲရှိတော့အောက်ကိုရောက်ပါပြီ Are you okay? ဟောအဲ့ဒါလား 到了，到了，arrive，arrive。 ရောက်ပြီ